audit ဆိုဒီ git ကျုံးကြီးရဲ့ခါမှာကျွန်တော် application ကိုမသုံးမဲနဲ့နော်ဒီကိုယ့်ရဲ့ဒီကျိုးတကျိုးနဲ့တကျိုးမှာရှိရဲ့နော် audit အတန်လေးနဲ့နော်တွဲပြီးတော့ညှိတာပေါ့နော်ဆိုမှဥပမာဒါဆိုရင်ဒါသက်ဆိုင်ရာကျိုးအသီးသီးမှာရှိရဲ့ဒီအတန်တွေကိုသူကနောက်တကျိုးပါတော့သူက audit ဖြစ်နေတဲ့ဒီအတန်အနေနဲ့တွဲပြီးညီမှာနှစ်ကျိုးလက်ကျိုးတန်ပြီးပေါ့ဒီနှစ်ကျိုးလက်ကျိုးတန်ပြီးတော့ကတကျိုးရဲ့ခုနှစ်ကမှာရှိတယ်သူက audit ဖြစ်နေတဲ့အတန်ပြီးနောက်နဲ့တူရမယ်အဲ့တော့အဲ့လိုပဲသုံးကျိုးလက်ကျိုးကြည်တန်နှစ်ကျိုးရှစ်ကမှာတည်ရဲ့ရှစ်ကွက်မှာတည်ရဲ့ကြည်နှုတ်သူရဲ့ audit အတန်ပေါ့နော်သူကaudit အတန်ချင်းတူတဲ့ဒီG နှုတ်နဲ့တူရမယ်အဲ့လိုပဲ၄ကျိုးလူကျိုး D တန်၅ကျိုးလူကျိုး A တန်နောက်၆ကျိုးလူကျိုးအဲ့လိုသက်ဆိုင်ရာနောက်အသီးသီးဟာဒီသူရဲ့ audit အတန်လေးနဲ့တွဲပြီးညှိတာပေါ့နော်သူရဲ့ audit တပြန်ဖြစ်တဲ့အတန်လေးနဲ့တွဲညှိမယ်ဒါကို audit editor ပဲဖြစ်နေတာပေါ့နော်သူရဲ့G ဆို G B ဆို B ပေါ့နော်ဒါမျိုးကို tuning in audit လို့ခေါ်တယ်ဟုတ်ပြီဒါတော့ jump လုပ်ထားတဲ့ကိစ္စ tuning ရဲ့ကိစ္စပေါ့နော်ဒါအကယ်၍ကျွန်တော်မြင်ခဲ့တာလဲဆိုပါတော့ဆိုဒါဆိုရင်ဒါကိုဘယ်လိုကြိုးညှိမလဲပေါ့နော်အရင်ဆုံးတချိုးတဲ့ကိုပဲကျွန်းဖြစ်အောင်လုပ်တာပဲတချိုးရဲ့အတန် E ဒါဆိုရင်ဒါကျွန်တော်ညှိတဲ့ကျွန်တော် fork ဒီကျွန်းညှိပိုက်လေးတွေတော့မဟုတ်အခြား instrument ကိုပြ piano စသဖြင့်ပေါ့နော်ဒါကျွန်းတောင်းလို့လဲကျွန်တော်ညှိတဲ့ guitar တက်လက်ကဒီအတန်ဖြစ်ဖြစ်เนาะဒီ E နှုတ်ကို E တန်ကိုပဲယူပြီးတော့တချို့ကျွန်းဖြစ်အောင်လုပ်ထားမယ်တချို့တဲ့ကိုပဲကျွန်းဖြစ်အောင်လုပ်ထားမယ် E နှုတ်ဖြစ်အောင်လုပ်ထားမယ်ပြီးရင်ခုနအတန်မညီတဲ့ကျိုးတွေပေါ့နော်ဒုတိယကျိုးကနှစ်ကျိုးမှာနှစ်ကျိုးလို့ကျိုးတန်နဲ့နှစ်ကျိုးလို့ကျိုးတန် B နှုတ်ဖြစ်ရမှာအဲ့တော့တချို့ရဲ့ခုနှစ်ကွက်ကသူ့ရဲ့ audit ဖြစ်နေတာ audit editor ပဲဖြစ်နေတယ်ဒီတချို့ခုနှစ်ကအတန်နဲ့တွဲညှိမယ်ဆိုရင်အတန်မညီတာကိုတွေ့ရမယ်အဲ့တော့နှစ်ကျိုးကိုဒါနှစ်ကျိုးနည်းနည်းရောက်လာပါတော့ဒါနှစ်ကျိုးတန်ကိုတင်ပြီးတော့တချို့ရဲ့ခုနှစ်အကွက်မှာရှိတယ်သူ့ရဲ့ audit အတန်နဲ့တွဲညှိလိုက်တာပေါ့နော်အမနှစ်ကျိုးလို့ကျိုးတန်ပြီးနှစ်ကျိုးလို့ကျိုးတန်လွတ်ကျိုးတန်နဲ့တချို့ရဲ့ခုနှစ်ကွက်ကအတန်ညီသွားပြရမယ်ဒါဆိုရင်တချို့နဲ့နှစ်ကျိုးကကျုံးဖြစ်သွားပြီလို့ခေါ်တယ်တချို့က BE တန်နှစ်ကျိုးက B တန်နော်ဒါတချို့နဲ့နှစ်ကျိုးနှစ်ကျိုးရဲ့ B ကိုသူရဲ့ audit audit editor ပဲဖြစ်နေတယ်တချို့ခုနှစ်ကွက်နဲ့တွဲညှိတယ်နောက်တစ်ခုကသုံးကျိုးလွတ်ကျိုးG တန်ကနှစ်ကျိုးရဲ့ရှစ်ကွက်မှာတည်ရသူရဲ့ interval ဖြစ်တဲ့ audit editor ပဲဖြစ်နေတဲ့အတန်နဲ့တူရမယ်အဲ့တော့မညီရပြအဲ့တော့သုံးကျိုးကိုလည်းသုံးကျိုးကကြာနေတယ်တင်းနေတာအဲ့တော့သုံးကျိုးနည်းနည်းလေး short ပေးမယ်အဲ့တော့သုံးကျိုးလွတ်ကျိုးရဲ့ G တန်နှစ်ကျိုး G တန်နှစ်ကျိုးရှစ်ကွက်ကသူ့ရဲ့ audit interval နဲ့ညီသွားတာတွေ့ရအောင်ဟုတ်ပြီအဲ့တော့တချို့က E နှစ်ကျိုးက B သုံးကျိုးက G လေးကျိုးလွတ်ကျိုးတန် D နော်လေးကျိုးလွတ်ကျိုးတန် D နှုတ်ဖြစ်ရမယ်သုံးကျိုးရဲ့ခုနှစ်ကွက်မှာတည်ရအတန်နဲ့တူရမယ်ဟုတ်ပြီအဲ့တော့လေးကျိုးလွတ်ကျိုးမှာတီးလိုက်တယ် D နှုတ် D တန်သုံးကျိုးရဲ့ခုနှစ်ကွက်မှာတီးတယ်သူရဲ့ audit editor ပဲဖြစ်တယ် D တန်နဲ့တူရမယ်လေးကျိုးလွတ်ကျိုး D တန်နဲ့သုံးကျိုးခုနှစ်ကွက်က D တန်နဲ့တူရမယ်ပေါ့အဲ့တော့ဟုတ်ပြီအဲ့တော့၅
5ကျိုးရောက်သွားပြီ5ကျိုးလွတ်ကျိုးတန်5ကျိုးလွတ်ကျိုးတန်ဟာA လို့ဖြစ်အောင်နော်သူတန်ဟာ4ကျိုးရဲ့9ကွက်မှာတည်တယ်သူရဲ့ octave interval အတန် A နဲ့တူပါမယ်အဲ့တော့မတူဘူးဒါဆို5ကျိုးနဲ့များ5ကျိုးနဲ့ short ချလိုက်မယ်5ကျိုးလွတ်ကျိုးရဲ့ A နောက်က4ကျိုးရဲ့9ကွက်မှာတည်ရသူရဲ့ octave interval နဲ့ပါညီကြအောင်တွေ့ရမယ်ဟုတ်ပြီနောက်တစ်ခုက6ကျိုးရဲ့လွတ်ကျိုးတန်ဟာ5ကျိုးရဲ့9ကွက်မှာတည်ရ E တန်နဲ့တွေ့ရမယ်အဲ့ဒါမတူဘူးအဲ့တော့6ကျိုးကနည်းနည်းများတယ်အဲ့ဒါဆိုရင်ဒီတစ်ခုကညီသွားတာတွေ့ရမယ်အဲ့တော့နှစ်ကျိုးလွတ်ကျိုးတန်ဟာနှစ်ကျိုးလွတ်ကျိုးတန် B နောက်ကတစ်ကျိုး9အကွက်က interval နဲ့ octave interval နဲ့တူရမယ်3ကျိုးလွတ်ကျိုး G နောက်ကနှစ်ကျိုး10ကွက်နဲ့တူရမယ်ဘယ်လိုပြောရမလဲနော်4ကျိုးလွတ်ကျိုးတန်ဟာ3ကျိုး9ကွက်5ကျိုးလွတ်ကျိုးတန်4ကျိုး9ကွက်6ကျိုးလွတ်ကျိုးတန်5ကျိုး9ကွက်အဲ့တော့နှစ်ကျိုးကလွယ်လို့ကျန်တဲ့ကျိုးတွေအကုန်လုံးက9အကွက်နဲ့သူ့ရဲ့အပေါ် open string နဲ့တွေ့ညှိအောင်တွေ့ရမယ်ဟုတ်ပြီနောက်တစ်ခုက octave interval တွေကိုပဲနော်တကြိုး3ကွက်မှာဖိထားတဲ့ G နှုန်းနဲ့တကြိုးကြော်ပေါ့နော်တကြိုးကြော်နဲ့တွဲညှိမယ်ပေါ့ octave interval ခုနလိုပဲကက်ရက်ဖြစ်တဲ့ကြိုးနဲ့မညှိပဲနဲ့တကြိုးကြော်နဲ့တွဲညှိပါဆိုရင်တကြိုး3ကွက်မှာထောက်ဒီဖိထားတဲ့ G နှုန်းနဲ့3ကျိုးလူကျိုး G တန်နဲ့တူရမယ်အဲကြောင့်တကြိုးကြော်သွားပြီတကြိုးနဲ့3ကျိုးဖြစ်သွားပြီတကြိုး3ကွက်မှာဖိထားတဲ့ G နဲ့3ကျိုးလူကျိုးရဲ့တန်နဲ့တော့3ကျိုးလူကျိုးရဲ့ G တန်သူ့ရဲ့ interval octave interval ဖြစ်တဲ့တကြိုး3ကွက်နဲ့ညီရတာနောက်တစ်ခုက4ကျိုးနဲ့2ကျိုးတွဲကြည့်မယ်4ကျိုးလူကျိုးတန်က4ကျိုးလူကျိုးတန် D ဖြစ်အဲ့ D ရဲ့နောက်ထပ် interval octave က3ကျိုး2ကျိုး3ကွက်မှာဖြစ်တယ်ဒီနှုန်းနဲ့တူရမယ်နောက်တစ်ခုက5ကျိုးလူကျိုး A တန်5ကျိုးနဲ့3ကျိုးတွဲကြည့်မယ်နော်တကြိုးကြောင့်5ကျိုးနဲ့3ကျိုး2ကွက်မှာဖိထားတဲ့အတိုင်းနဲ့5ကျိုးလူကျိုးနဲ့ရမယ် A ပေါ့နော်ဒါဒီ5ကျိုးလူကျိုး A ကသူ့ရဲ့ interval ဖြစ်တဲ့ octave interval ဖြစ်တဲ့3ကျိုး2ကွက်နဲ့ညီရမယ်နောက်တစ်ခုက6ကျိုးလူကျိုးတန်4ကျိုး2ကွက်မှာဖိထား E တန်နဲ့တူရမယ်အဲ့တော့ G နောက် D နောက် A နောက်ဆို E ပေါ့နော် G D A E ပေါ့ G D A ပေါ့ဒါတော့တကြိုးကြော်ပေါ့နော်3ကျိုးလွတ်ကျိုးတကြိုး3ကွက်4ကျိုးလွတ်ကျိုး2ကျိုး3ကွက်5ကျိုးလွတ်ကျိုး3ကျိုး2ကွက်6ကျိုးလွတ်ကျိုး4ကျိုး2ကွက်နောက်ဆုံးတစ်ခုကတော့ harmonic တန်တွေနဲ့ကြိုးကြည့်ပါနော် harmonic တန်တွေနဲ့ကြိုးကြည့်ပါဆိုရင်ဟုတ်ပြီ harmonic တန်နဲ့ကြိုးကြည့်မယ်ဆိုရင် harmonic တန်ဆိုတာဒီကြိုးပေါ်မှာဖိပြီးတော့ဒီဘက်နဲ့နော်ကျိုးရဲ့ fret bar တန်းလေးပေါ်မှာ fret ပေါ်ပါနော်ထိအောင်လေးထိပြီးတော့ဒါလေးလွတ်ပေးလိုက်မယ်ဒါဆိုထိအောင်လေးထိပြီးတီးရမယ်အဲ့ဒါမှဒီအတန်လေးထွက်လာပါတော့အဲ့တော့ဟုတ်ပြီအဲ့တော့ပထမဆုံးညှိရမယ်ဒီကျိုးဒီအပေါ်ဆုံးကျိုးကနေစညှိရမယ်ဒီကြားကြတော့ဒီ harmonic နဲ့ကျိုးညှိ natural harmonic နဲ့ပေါ့နော် natural harmonic လို့ခေါ်တာ6ကျိုးရဲ့5ကွက်မှာ6ကျိုးရဲ့5ရဲ့ဒီ fret bar တန်းလေးမှာအပေါ်မှာထိရုံလေးထိပြီးတီးလိုက်တဲ့အတန်က5ကျိုး9ကွက်မှာ9ကက်ဒီ bar တန်း fret ပေါ်မှာထိလိုက်တဲ့ထိရုံလေးထိပြီးတီးလိုက်တဲ့ harmonic တန်တူရမယ်
အဲ့တော့6ကျိုး5ကွက်အလွယ်ပြောရင်6ကျိုး5ကွက်5ကျိုး9ကွက်5ကျိုး5ကွက်4ကျိုး9ကွက်4ကျိုး5ကွက်3ကျိုး9ကွက်ဒါပေမဲ့3ကျိုးနဲ့2ကျိုးကြတော့5ကွက်နဲ့9ကွက်ဒီမရဘူးအဲ့တော့6ကျိုးရဲ့ B တော့2ကျိုးကြောင့် B ဖြစ်အောင်ပေါ့နော်အဲ့တော့6ကျိုးရဲ့9ကွက်မှာ D ရဲ့ B တန်နဲ့2ကျိုးရဲ့12ကွက်မှာ D ရဲ့ B တန်နဲ့တူပါမယ်ဟုတ်ပြီအဲ့တော့5ကွက်9ကွက်5ကွက်9ကွက်5ကွက်နဲ့9ကွက်နောက်9 6ကျိုး9ကွက်2ကျိုး12ကွက်နောက်ဆုံးကကြတော့ဒီလိုမျိုးညှိလဲ2ကျိုး5ကွက်နဲ့1ကျိုး9ကွက်ဒါတော့အဲ့လိုမျိုးညှိလဲရတယ်ဒါမှမဟုတ်လဲ6ကျိုးရဲ့5ကွက်က E တန်နဲ့1ကျိုးလို့ကျိုးတန်နဲ့တွဲညှိလဲရတယ်အပေါ်ဆုံးကျိုးတဲ့အောက်ဆုံးကျိုးဖြစ်သွားပါအဲ့တော့6ကျိုး5ကျိုး5ကျိုး4ကျိုး4ကျိုး3ကျိုးတွေကကက်ရက်ကျိုးတွေ6ကျိုးနဲ့2ကျိုးကိုညှိမှဆိုရင်တော့ဒါကျိုးကျော်ဖြစ်သွားတယ်နောက်ဆုံးဟုတ်ပြီဒါလည်းကျိုးမညှိတဲ့ဂီတာတက်လာလို့ပေါ်လာပြီးညှိချင်ပါဆိုရင်ဒါ6ကျိုး5ကျိုး4ကျိုး3ကျိုးညှိလိုက်တာနောက်တစ်ခုက2ကျိုးကိုညှိပေါ့နော်2ကျိုးတန်2ကျိုးပြောလာအဲ့တော့2ကျိုးနည်းနည်းတင်လိုက်နော်ဒီတော့တွေ့ရမယ်အဲ့ဒီနောက်ဆုံးက1ကျိုးကြတော့2ကျိုး5ဘက်ကအတန်နဲ့ဒီဒါပေမဲ့6ကျိုးနဲ့တွဲညှိလို့လည်းရပါတယ်6ကျိုးနဲ့တွဲညှိအတန်ပို့ပြီးတော့ရှင်းလင်းကြားတာတွေ့ရလိမ့်မယ်6ကျိုး5ခွက်ပေါ့နော်6ကျိုး5ခွက်မှာတီးလိုက်တဲ့ E တန်အဲ့ဒါကမုန်းနဲ့မှာတီးလိုက်တဲ့ E တန်1ကျိုးလွတ်ကျိုးရဲ့အတန်နဲ့ညှိရမယ်အဲ့ဆိုရင်ဒါတော့ application ကျွန်တော် application မသုံးဘဲနဲ့နော်ကိုယ့်ရဲ့ဒီအကြားစွမ်းရည်နဲ့ပဲဒီ octave တန်တွေနော်ကျွန်တော်ကျိုးရဲ့ octave တန်တွေမှာတွဲညှိတဲ့ပုံစံ2မျိုးနဲ့ natural harmonic အတန်တွေနဲ့ကျိုးညှိတဲ့ပုံစံဖြစ်တယ်